ရှာရန်တွေ့ကြည့်အင်တာနက်ကတစ်ဆင့်သေးလို့မေးကြည့်သူချီကိုချီချီရင်တွေ့ဆုံမိတင်နာတဲ့သင်မှာပို့ချင်မိချင်မိတာပြေရှာရန်တွေ့ကြည့်အင်တာနက်ကနှလုံးသားကိုမေးကြည့်ချစ်ဆိုတာနှလုံးသားချင်းပြီးချီချင်းဆုံးတော့သင်မှာညချစ်မိမချစ်မိဝေဝမ်းမနေနဲ့သိချင်ရင်လေပြေရှာကြည့်ဖို့ခက်နေလားကွာဒီလောက်မြန်တာဒီမှာဖြစ်အင်တာနက်ကတစ်ဆင့်မေးကြည့်ကွာနှလုံးသားထဲမှာအဖြစ်မှန်ရှိရှာရန်တွေ့ကြည့်အင်တာနက်ကတစ်ဆင့်သေးလို့မေးကြည့်သူချီကိုချီချီချင်းတွေ့ဆုံမိထေနာတဲ့သင်မှာပို့ချင်မိချင်မိတာပြေရှာရန်တွေ့ကြည့်အင်တာနက်ကနှလုံးသားကိုမေးကြည့်ချစ်ဆိုတာနှလုံးသားချစ်ပြီးချီချင်းဆုံတော့သင်မှာညချစ်မိမချစ်မိဝေဝမ်းမနေနဲ့သိချင်ရင်လေပြေရှာကြည့်ဖို့ခက်နေလားကွာဒီလောက်မြန်တာဒီမှာမရှိအင်တာနက်ကတစ်ဆင့်မေးကြည့်ကွာနှလုံးသားထဲမှာအဖြစ်မှန်ရှိသူများတွေကအလုပ်ကိုစူးစမ်းပန်းသားလို့တော့ကောင်းကြော်တယောက်ကဟမ်မင်းတော့လည်းအာယုံမဆိုင်ဘူးအမဲသူကဘိုးချစ်ကိုရားနေတာကိုဝဲချစ်ကလည်းမပြောပါနဲ့ရခင်ဗျာပြောပါဦးပြောပါဟာပြောနေချင်တော့မင်းကငါပြောနေတာဒီတော့ကောမလေးနဲ့နီးစပ်နေဖမ်းလိမ့်ပြီလားမင်းကိုဘိုးချစ်ကိုတကယ်ကြိုက်တာအသေးရအရှင်ရကွာဟောအရှင်ရရင်ပေါင်းမယ်အသေးရရင်ဖဲတိုင်ကစားမယ်ကွာဩကောင်းလိုက်တဲ့အကျန်မင်းတကယ်လို့ချင်လားကောမလေးကအသားလေးကန်ကျင်းနေပါတယ်ကွာအသားလေးကန်ကျင်းနေတယ်လားဟောဖမ်းလိမ့်ပြီမှာဒီလိုရိုးတန်းဖမ်းလို့မရဘူးဟမ်တို့ကအခု TV ထဲမှာဆိုရုပ်ရှင်ဆန်ဆန်လေးတရုပ်ဆောင်ဖန်တီးမယ်ဩဗီဒီယိုဆန်ဆန်လေးငါနောက်ကနေဒိုင်လောပြောပြမယ်ရှေ့ကနေမင်း ID နဲ့တရုပ်ဆောင်သွားရတယ်ပိုင်တယ်အဆုံးမှာမင်းကောမလေးလောက်ပြစ်ကနေဆိုကန်လို့ရရတယ်ပိုင်တယ်โอเคနော်ဟောကြရနော်လှုပ်ဆက်ပဲနော်ဆက်လှုပ်ရဟာကောင်းကြောဟမ်ဒီနေ့တော့ချစ်သူနဲ့ချိန်ထားတယ်ဘိုးချစ်နဲ့ချိန်ထားတယ်ဆိုပြီးတော့လက်ကဓာတ်ခေါက်ရအောင်ကြည့်တယ်လက်ကနာယိုကြည့်ပါလေနာယီလေဓာတ်ခေါက်ရဒီအောက်မှာရှိတယ်ကွာနာယိုကြည့်တယ်အော်တဲ့ငါအချုပ်ခန်းထဲဝင်ဖို့အချိန်ရောက်ပြီချစ်သူနဲ့ချိန်ထားတာကွာဘုံမချို့မဲလေချစ်သူနဲ့ချိန်ထားပြီတဲ့ချစ်သူနဲ့ချိန်ထားတယ်ဆိုရင်တော့ဟာချစ်သူနဲ့ချိန်ထားတယ်ဆိုတော့ငါဒီဝစ်စားတွေနဲ့မကောင်းဘူးတဲ့ဒီဝစ်စားတွေစုပ်နေတယ်တဲ့အဟောင်းနေနဲ့လဲမယ်တဲ့အသိနဲ့လဲမယ်ကွာမင်းလေအဲ့ထဲမှာဝစ်စားတွေစီတယ်တကောက်ပါလေးကိုဖုံးလေးဆွဲဖွက်လိုက်တယ်အထဲထဲမှာကြည့်လိုက်တယ်ဟာဂျော်ဒန်နိုမကြိုက်သေးဘူးတဲ့ဟမ်ဟောချစ်ပြီဟောတော့နောက်တစ် step မကြိုက်သေးဘူးတဲ့အဲ့တော့ဟာနောက်တစ်ခါဟန်တန်မကြိုက်သေးဘူးတဲ့ဘယ်တော့ကွာဒီကြီးမကောင်းဘူးဟာကောင်းတယ်ငါနဲ့အစင်းမြင့်အင်းကြီးဝတ်မဲတဲ့ဂုံနီအိတ်ဂုံရှိတဲ့ဝတ်စားကွာဂုံရှိတဲ့ဝတ်စားဝတ်မဲတဲ့ပြီးလိုက်ပြီးဒီဖာလေးကိုဆွဲကံလိုက်တယ်ဟောတော့ဟုတ်ပြီချစ်သူနဲ့ချိန်ထားတယ်ဒီလိုသွားလို့မကောင်းဘူးတဲ့ငါကုန်းချောင်းသွားလို့မကောင်းဘူးတဲ့လမ်းလျှောက်သွားရင်ကောင်းမယ်ဟောကားလေးပါလေငါကွာစပိတ်လေးကိုပြီးတယ်အဲရှင်းသူနဲ့ချင်းလို့စပိတ်လေးနဲ့သွားမယ်ဆိုခန်းထဲဝင်သွားတယ်ခန်းထဲဝင်တော့ဘိန်းထုတ်လာတယ်ဘိန်းထုတ်တယ်ရဲနဲ့မိတယ်ထောင်ကြတယ်6နှစ်ကြာသွားပါတယ်ဟာတခုမှနမိတ်မရှိဘူးကွာစပိတ်ထုတ်တယ်ကွာမင်းစပိတ်ထုတ်တယ်စပိတ်ကိုကြည့်လိုက်တယ်ဟာဘိန်းကလေးမရှိဘူးတဲ့လေးမရှိဘူးဆိုကောက်မှုတ်တယ်စပိတ်ကိုမတန်းနဲ့မဟုတ်လို့ရအောင်လားကွာအော်မို့လေးထိုးမယ်လေးထိုးမယ်စပိတ်ကိုလေးထိုးမယ်ခါကြဟုတ်ပြီခါကြလေးထိုးတယ်ဆွဲထုတ်တယ်လေးထိုးတာခါကြပိနာမှာနော်နိုင်ငံသားလေထိုးတာဟုတ်ပြီလေထိုးတယ်ဘိုက်အောင်နဲ့ဒူလာဖြစ်တယ်ခရင်ကြီးနာသွေးဝင်းသွားပြီးတော့စပိန်လေထိုးတယ်ကွာစပိန်လေထိုးတယ်ဟာတော်တယ်ကလေကောင်းလေးပါမှာသွားလို့စပိန်သိမကောင်းတဲ့စိတ်မကောင်းခန်းနဲ့ဆွတ်ပစ်ထလိုက်တယ်ဟောတော့ကွာနားနဲ့မကောင်းဘူးတဲ့အစင်းမြင့်ကားနဲ့သွားမယ်ကားနဲ့သွားမယ်ဆိုကားပေါ်ဆွတ်တက်တယ်ကားတက်လိုက်တယ်ဟ
ဟုတ်ပြီကောက်ဝတ်တဲ့ဂီယာကိုထိုးတယ်တော့ဖွင့်တယ်မောင်းသွားပြီဟန်တော့အဲ့နမြောက် မြောက်ပါလား သွားလာမြောက်လားပို့လေကိုင်းနေသွားမယ်ကားသွားပြီမောင်းချတယ်မောင်းတယ်အောက်ကအင်ဂျင်ဝင်နေယိုးနေပါတယ်အင်းဒီမကန်ရလေ အင်ဂျင်မကန်ရင်အင်ဂျင်အစ်စ်ပြန်ကိုင်းမယ်ဟုတ်ပြီချစ်သူလေးအစ်စ်ရောက်ပြီတဲ့ဘရိတ်အုပ်တာကားရကောက်ဖွင့်လိုက်တယ်ဖွင့်ပြီးအပြင်ထွက်တယ်ကားရကောက်ပြန်ပိတ်တယ်โอเคဟုတ်ပြီ သွားတော့ ဟောကန်ထုတ်လို့ရမလားကွာဟေ့ကွာ မင်းခုနစပိန်တော့လည်းကန်တာပဲလို့ ကွာကန်ထုတ်ကွာဒါမှချစ်သူနဲ့ရှင်းရှင်းလင်းတွေ့ရမယ်ချစ်သူလေးအရှိရောက်ပြီတဲ့ချစ်သူလေးအရှိရောက်ပြီဆိုတော့ငါဘာလို့ကောင်းမလဲဆိုချစ်သူလေးသိအောင်လန့်ခေါ်လိုက်မယ်တဲ့ပြောအမေချွေးမလေး ချစ်သူလေးပို့ချစ်ဟာဒါရမ်းခေါ်လို့မကောင်းတဲ့ချစ်သူလေးဒီလိုခေါ်လို့ချစ်ပတ်ဝန်းကျင်အတန်ကြားမယ်တဲ့အဲ့တော့ငါအတန်ပေးမယ်ဆိုဘာလို့လို့ကောက်မယ်ဆိုတော့ဟာခဲလုံးကိုကောက်တယ်ကောက်မိတယ်ခိုးချီးပုံ ရဲလို့လည်းမဟုတ်မဲလေ ဂျိုးနေဆိုတော့ပါဇက်နဲ့ရက်တယ် တုတ်ပြတယ်ကွာ တုတ်ပြတယ်လက်ကားပြောတော့ဗာတကယ်ခဲလုံးကောက်တယ်ပေါက်လိုက်တယ် ဒိုင်းဖဲသွားထိုင်တော့ကွာ ဟောမတော်မြောက်ဖို့ပြုတ်ကြတော့ကွာသမုံးဖို့ပြုတ်ကြတော့ကွာဒိုင်းနေ ဖတ်ခဏလေးကဲရောဒိုင်းကွာ ဟုတ်ပြီအဲ့ဒါဆိုချစ်သူလေးအတန်ကြားပြီးထွက်လာတော့မယ်ဆိုပြီးတော့ငါတဲ့ကောင်းနဲ့ချစ်သူလေးလာတော့ငါစောက်မယ်ဆိုတော့အပင်ကြီးကိုမီးဝစောက်နေမြေပဲပဲ ရေပဲပို့လေကွာ မြေပဲမပေးရဟိုဘက်ဘေးနာကိုကိုစောက်အောင်ကိုကိုဘေးလေးနည်းနည်းကောက်သေးတယ်နည်းနည်းပုတ်ကိုဘေးနည်းနည်းကောက်ဖတ်မြောက်အောင် ကောက်လေး အပင်တော့ကောက်တယ်ဟုတ်ပါပြီ နည်းနည်းကောက်သေးတယ်ဒီတဲ့ပိုကောက်တယ်ကလို့မရဘူး ဒီတိုင်းပဲထားလိုက်ကောင်းပါနဲ့ကွာအလကားပဲဒါအိုက်တင်လေးနဲ့စောက်နေတာအဲ့ဒီမှာချစ်သူပိုချစ်သူရေးသားရောက်ဆိုသူရောက်ပြီဆိုတော့ခါထားတယ်ထားပြီးတကားလေးဖွင့်ကြည့်လိုက်တယ်အဲ့ရှိပါဘယ်သူမှလည်းမရှိပါလား ဒီမှာလေမင်းတို့ဟိုင်းမှာလေမင်းတို့ရှိတယ်ချစ်သူလေးဆိုတော့မင်းဆောက်လို့ကောက်လေဟုတ်ကဲ့ချစ်သူလေးထွက်လာတယ်အဲ့ရှိမဘုံမပိုက်ကောင်းရရေတွေပွင့်နေပါလားဒီကောင်ဟဲ့ကောင်ဆုံးမလို့အဲ့ဒီလေးနေ ပိုက်ကောင်းရေပွင့်ရေလောင်းတော့မှာပေါ့ကွာ ချစ်သူလေးနဲ့တွေ့ဆိုတော့ဘာပြေးပြီးတော့မဖက်ဘူးဖက်လိုက်ကြမှာကောင်းရောက်နေပြီကွာ ဖက်ရမယ်ပြရမယ်လေကပြီးတော့ကွာချစ်သူလေးတွေ့ဟာချစ်သူလေးတွေ့ဆိုတော့အနားရောက်သွားတယ်အနားရောက်ပြီလေပြီးတော့အနားရောက်လဲရောက်တော့ချစ်သူလေးနဲ့အားရပါရစကားပြောမယ်ဆိုတော့ပါဇက်ကိုပိတ်ပြောတယ် ဒါပြီးတော့ငါဘာနဲ့ပြောမှာလဲ ပါဇက်ပိတ်ပြောတယ်အချစ်ရဲ့တဲ့အချစ်ဆိုတဲ့သချင်းလေးနဲ့မောင်နားထောင်နေတယ်ဆိုတော့ မာနာတော့မာလား မောင်နာရှာလိုက်ပါလို့ကွာရှာလိုက်ပါလို့ကွာ အမလေးကွာ ပူဆိုတော့သချင်းလေးနဲ့မောင်နားထောင်နေတယ်ဆိုတော့နားကိုပိတ်ပြီးတော့နားထောင်ပါတယ် နားကိုဆွင့်ပြီးတော့နားကို ဆွပြီးတော့နားထောင်ပါတယ်ချွတ်မျက်နှာလေးကိုလေမောင်တဝါကြီးကြည့်နေတယ်ဆိုတော့မျက်စိကိုပိတ်ပြီးတော့ကြည့်ပါတယ် မျက်စိဖွင့်ကြည့်မယ်ကွာ ဖွင့်ကြည့်ပါတယ်အဲ့အချိန်မှာချစ်သူလေးကပြောချင်တယ်ဆိုတော့ပါဇက်လေးပြောချင်တယ်ဆိုတော့လေကောင်းပါလေးလက်ကိုလေမကင်ဘူးမကင်နဲ့ကိုင်လည်းမရောက်သေးအချစ်ရဲ့တဲ့ဆိုပြန်တော့အချစ်ရဲ့တဲ့မောင်စိတ်ဆိုးနေသလားတဲ့စိတ်မဆိုးပါနဲ့ကွယ်တဲ့မောင်စိတ်မဆိုးနဲ့ငါမောင်လာတာမောပါတယ်ကွယ်တဲ့မောင်ပလာတာနဲလောက်ကျွေးပါဦးတဲ့ ပလာတာဒီထဲမှာစားရလားကွာ လမ်းထိပ်ကပလာတာဝယ်ကျွေးပါဦးတဲ့ ရှင်းပြောဟောနေတယ် အဲ့မှာကောင်မလေးကပြန်ထားတော့ကောင်မလေးကစိတ်ဆိုးသွားဒူးထောက်လာပါဒူးထောက်ထိုင်တယ်သိဆိုးတာပဲတဲ့မောင်ရဲ့တဲ့ချစ်တော်ရဲ့အချစ်တော်ရဲ့လမ်းကလည်းအကြောက်ဝဲဘာလို့ဝယ်မလာလားလဲ အားကြောက်လို့ကွာ ခါတိုင်းဝယ်ကျွေးနေကြကွာလက်ဖိတ်နေကြကွင်းနဲ့ ဝါစမောကောင်မလေးအားပါရနဲ့မဖတ်သေးဘူးလို့လေငါဖတ်ဆုံးပါဖက်ကောင်မလေးကတော့အားပါတယ်ပြောကြည့်ပြီးတော့ကောင်မလေးပတ်တက်က ဘယ်နောက်လိုက်ရမှာလဲကွာဘာမှမဖြစ်လဲခိုင်မဖြစ်လဲခိုင်ကွာ ဘလေအဲ့ချိန်မှာကောင်မလေးကခါအားပါဖတ်ချင်တယ်ဆိုပြီးတော့စဉ်းစားနေတဲ့အချိန်မှာကျွန်တော်တို့ရုပ်ရှင်နဲ့ဗီဒီယိုတရုပ်ဆောင်နိုင်ငံကျော်ရုပ်ရှင်မင်းသားမင်းမော်ခွန်ကနေပြီးတော့ကောင်မလေးကိုအပိုင်သိမ့်လိုက်ပါတယ်ဗျာဟုတ်လား